3ထပ်ပိုက်စီရလားဆိုတော့ဟုတ်ကဲ့ရပါတယ်ရှင်အခုဇာကြီးတို့နန်းတော်ဝိမ်မှာ3ထပ်ပိုက်စီဆိုရင်တော့တစ်စိတ်2မျိုးရှိပါမယ်ရှင်ဒီလိုမျိုးချက်ချင်းတစ်စိတ်လေးရဲ့ရွှေပိုက်စီလေးရဲ့ဆိုပြီးတော့တစ်စိတ်က2မျိုးရပါမယ်ရှင်မိမိတွေကဘိုက်စီဝယ်တော့မယ်ဆိုရင်တတိထားမယ်အချက်ကတစ်ချက်ရှိပါတယ်ဘာလို့လဲဆိုရင်တော့သူ့နောက်မှာဒီလိုမျိုးစိုက်ချက်လေးတွေပါပါတယ်ရှင်ကိုဝင်လာပေါင်ချိန်နဲ့မွေးခါနီပေါင်ချိန်ဆိုပြီးတော့2မျိုးလာပါတယ်ကိုဝင်လာပေါင်ချိန်ကိုကိုကမားပြီးတော့မွေးခါနီပေါင်ချိန်နဲ့မားပြောမိလိုက်မယ်ဆိုရင်တော့ဘိုက်စီဝယ်ပြီးတော့ဖောက်လိုက်မယ်ဆိုရင်ဆိုင်မှာလည်းပြန်လဲမရတော့ဘူးဆိုရင်တော့မေမေတွေပစ္စည်းတစ်မျိုးကဆုံးသွားမှာဖြစ်ပါတယ်အဲ့တော့ဘိုက်စီဝယ်တော့မယ်ဆိုရင်ပေါင်ချိန်နဲ့ကိုဝင်လာအတိအကျကိုတေချာလေးပြောပေးမှရပါမယ်ရှင်ဒီဘိုက်စီလေးကရိုးရိုးမွေးရောလိုလားဆိုတော့ကလိုတာပေါ့ဘာလို့လဲဆိုရင်တော့မေမေတို့ပုံမှန်ခန္ဓာကိုယ်အနေထားပြဖြစ်ဖို့အတွက်တဲလျာလောက်ပေါက်ဖို့နဲ့ဘိုက်ကလေးကိုချစ်ချစ်ရဲဖြစ်စေဖို့အတွက်ဆိုရင်ဒီလိုမျိုးဘိုက်စီတစ်ခုကတော့မဖြစ်မနေစောင့်ကိုဆောင်ရပါမယ်ရှင်ဒီတစ်စိတ်2မျိုးလုံးဟာဆိုလို့ရှိရင်3ထပ်ဘိုက်စီဖြစ်ပြီးတော့မှချစ်ချစ်ရဲဈေးနှုန်းဟာဆိုလို့ရှိရင်66,500ကျပ်ဖြစ်ပြီးတော့ဒီလိုမျိုးရွှေဘိုက်စီဆိုရင်တော့98,500ကျပ်ပဲရှိပါတယ်ရှင်အဲ့တော့ဒါလေးတွေကိုဇာကြီးတို့ online နေဆက်သွယ်မောက်ခြင်းနဲ့ဆိုရင်တော့ TikTok Facebook Viber Messenger နဲ့အခုပဲဆက်သွယ်မောက်ယူအားပေးလို့ရပါပြီရှင်